The sandstone pillars တရုတ်နိုင်ငံဟူနန်ပြည်နယ်ကစံကြားကျဲအမျိုးသားတစ်တော်ဥယျာဉ်မှာတဲကြောက်တိုင်ကြီးတွေဟာမြေပြင်ကနေလက်ချောင်းတွေလိုထိုးထွက်နေပါတယ်။တချို့ကမီတာ300ကျော်အထိမြင့်မားပြီးကြီးမားတဲ့မြေတွေကလက်တစ်ဖက်လိုထင်ရတဲ့မြင်ကွင်းတစ်ခုပါ။ဒီနေရာဟာအဘာဒါရုပ်ရှင်တွေကလေထဲကတောင်တွေကိုစိတ်ကူးရလာစေတဲ့မူရင်းနေရာလို့လည်းလူတွေပြောကြပါတယ်။ဒီလိုထူးဆန်းလာတဲ့ကြောက်တိုင်တွေကိုမြင်တဲ့အခါပုံမှန်ကဘာကြီးဆိုတဲ့ခံစားချက်တောင်ခဏပြတ်သွားစေပါတယ်။နောက်ပိုင်းမှာအင်ဂျင်နီယာတွေကဒီကြောက်တိုင်တစ်ခုကိုရွေးပြီးတောင်ပေါ်အထိတက်နိုင်မဲ့ဓာတ်လေကားတစ်ခုတိစောက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီဓာတ်လေကားကိုဘိုင်းလုံး elevator လို့ခေါ်ပါတယ်။အဓိပ္ပာယ်ကတော့နဂါး100ဓာတ်လေကားဖြစ်ပါတယ်။ဒီစနစ်ဟာမီတာ326ထိမြင့်တဲ့ကြောက်ကမ်းပါတစ်ဖက်ကိုတန်တန်မတ်မတ်တက်သွားတာပါ။ကမ္ဘာပေါ်မှာအပြင်ဘက်တောင်ပေါ်မှာတက်ဆင်ထားတဲ့ဓာတ်လေကားတွေထဲကအမြင့်ဆုံးလည်းဖြစ်ပါတယ်။သုံးထပ်ခွဲထားတဲ့မှန်နဲ့တန်မဏိဓာတ်လေကားတွေကိုကြောက်ကမ်းပါပေါ်မှာဓာတ်ရိုက်တက်ဆင်ထားပါတယ်။ဓာတ်လေကားတစ်စီးမှာလူ90ခန့်ထိတင်ဆောင်နိုင်ပြီးအပေါ်ကိုတက်ဖို့အချိန်က1မိနစ်ခွဲခန့်သာကြာပါတယ်။အထဲမှာစီးနေတဲ့အခါအောက်ဘက်ကတောင်ကြားတွေဟာတဖြည်းဖြည်းပျောက်ကွယ်သွားသလိုခံစားရပြီးကြောက်တိုင်တွေဟာလည်းအလွန်နီးနီးကပ်ကပ်ဖြတ်တန်းသွားပါတယ်။ဒီစီမံကိန်းရဲ့အကြီးမားဆုံးစိန်ခေါ်မှုကအမြင့်မဟုတ်ပဲကြောက်တောင်ရဲ့တည်ငြိမ်မှုပါပဲ။ဒီကြောက်တိုင်တွေဟာခိုင်မာပေမဲ့အကွဲကြောင်းတွေအများကြီးရှိပြီးအချိန်နဲ့အမျှအနှဲငယ်ရွေ့လျားနိုင်တဲ့တဘာဝဖွဲ့စည်းပုံဖြစ်ပါတယ်။ဒါကြောင့်အလွန်တိကျတဲ့အင်ဂျင်နီယာနည်းပညာတွေကိုအသုံးပြုပြီးတည်ဆောက်ခဲ့ရပါတယ်။တည်ဆောက်ရေးလုပ်ငန်းကို3နှစ်ကြာလုပ်ခဲ့ပြီးလုပ်သားတွေဟာကြိုးတွေကိုသာအသုံးပြုပြီးကမ်းပါးပေါ်မှာဓာတ်ရိုက်အလုပ်လုပ်ခဲ့ကြပါတယ်။ယနေ့အချိန်ထိဒီဓာတ်လေကားဟာနေ့စဉ်လူထောင်ပေါင်းများစွာကိုတည်ဆောင်နေစေဖြစ်ပြီးရှင်းလင်းတဲ့နေ့တွေမှာအပေါ်ဆုံးကနေမြင်ရတဲ့ရှုခင်းဟာတိမ်တွေကြားထဲမှာပျောက်ကွယ်နေတဲ့ကြောက်တိုင်တန်းတွေကိုမကဘာလိုခံစားရအောင်ပြသပေးနေပါတယ်